လီဂျွန်ဆိုကသူမကိုကြည့်လိုက်သည်သူမကပုခုံးတွန့်ပြသည်တခုခုမှားယွင်းသွားလိမ့်မယ်လို့ကျမမျှော်လင့်ထားပြီးသားပါတခုခုကအမြဲတမ်းမှားယွင်းနေတတ်တာပဲပြိုလဲမှုကမနက်၄နာရီမှာစတင်ခဲ့သည်ပောက်ကွဲတံနဲ့မဟုတ်ဘဲတိတ်ဆိတ်မှုနဲ့အတူဖြစ်သည်အမြဲတမ်းတိုဝီဝီမြင်နေကြအရာတစ်ခုရပ်တန့်သွားတဲ့အခါဖြစ်ပေါ်လာတဲ့ထူးခြားတဲ့တိတ်ဆိတ်မှုမျိုးတင်ကအရန်ရင်းနှီးနေလို့သတိမထားမိတော့တဲ့အထိဖြစ်နေတဲ့အရာမျိုးပါလျှက်စစ်တဲ့အားလိုင်းလီဂျွန်ဆိုကအဲ့ဒီမတိုင်ခင်မိနစ်20အလိုမှာနိုးလာခဲ့သည်ဘာတွေဖြစ်လာတော့မယ်ဆိုတာသူသိနေတဲ့အခါသူကအမြဲတမ်းစောစောနိုးတတ်သည်သူထိုက်သည်အဝတ်စားလဲပြီးဗဟိုခန်းမထဲကိုထွက်လာခဲ့သည်မိဆက်ကအလိုအလျောက်စတင်လဲပတ်ခဲ့သည်တောင်းကလွန်ခဲ့တဲ့တစ်ပတ်ကလေးကလျှက်စစ်မီးပြတ်တောက်မှုဖြစ်ခဲ့ရင်အလိုအလျောက်စတင်ဖို့သတ်မှတ်ထားခဲ့သည်မီးအောင်ကတစ်ဖြက်မဖြစ်ခဲ့ပါလေဝင်လေထွက်စနစ်ကမရက်တန့်သွားပါရေစုပ်ဆက်ကဆက်လက်အလုပ်လုပ်နေသည်သူကအပြင်ဘက်အပူချိန်အာယုံခံကိရိယာကိုဖွင့်လိုက်သည်ဝင်းကပါလွာတဲ့ကေဘယ်ကျိုးကတဆင့်မြေပြင်ပေါ်ကိုပို့ထားတဲ့ကိရိယာလေးတစ်ခုဖြစ်သည်အပြင်ဘက်မှာမနက်၄နာရီမှာ48ဒီဂရီရှိနေသည်သူကအဲ့ဒီကိန်းကနန်းကိုအကြာကြီးကြည့်နေပြီးမှပြန်ပိတ်လိုက်သည်စနစ်ကအကြောင်းကြားစာတစ်ခုထုတ်ပြန်ခဲ့သည်တတိယအဆင့်ရာသီဥတုပြိုလဲမှုစတင်ပြီးအမြင့်ဆုံးတန်ဖိုးများရောက်ရှိရန်ခံမှန်းခြေအချိန်14ရက်မှ18ရက်ခိုလုံရာစခန်းအသက်ဝင်မှုပုံစံအသင့်ဖြစ်မှု90%နေထိုင်သူ၄ဦးအုပ်စုလိုက်ရှင်သန်နိုင်မှုအဆင့်98%98%သူ့ရဲ့အရင်ဘဝမှာတော့ဘာမှမရှိခဲ့ပါဘူးသူကဗဟိုခန်းမှကျမ်းပြင်ပေါ်မှာထိုင်ချလိုက်ပြီးနေရန်ကိုမိထားလိုက်သည်သူ့ပတ်ဝန်းကျင်ကဦးမင်လွန်ခေါင်းထဲမှာတဝီဝီမြည်တံကညီညီညာညာထွက်ပေါ်နေသည်နေထိုင်ရာအပိုင်းရဲ့တနေရာမှာတော့အလင်းမီစုဖွဲ့ခြင်းဂျိုအေးတိုင်းပြင်းဆုံးရခဲ့တိုးလေးအလုံးလုံးနေသည်တနာရီကြာရင်တခြားသူတွေနိုးလာကြတော့မည်ဆိုယုံကအရင်ဆုံးသူမကအမြဲတမ်းစောစောနိုးတတ်သည်ပြီးရင်ယူခြင်းပြီးရင်တောင်းမီရေးကနောက်ဆုံးမှဒါပေမဲ့သူမကနိုးနိုးချင်းမှာပဲစိုက်ပျိုးရေးအပိုင်းကိုတွားကြည့်လိုက်မိဘာဖြစ်လို့လဲဆိုတော့အကျက်အတဲကာလမှာသူမကအပင်တွေစီကိုတွားဖို့ဗီဇအရာတည်နေလို့ဖြစ်သည်သူကသူတို့ကိုတီးပြီးသားပါအဲ့ဒီလောက်အနက်ဆိုင်ကြီးမဟုတ်တလို့အဲ့ဒီလောက်အကြာကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့သူကသူတို့ကိုတီးသည်ခိုလုံရာစခန်းတကားရဲ့အပြင်ဘက်မှာတော့ရင်းနှီးပြီးသားကဘာကြီးရဲ့အဆုံးသက်ကစတင်နေပြီဖြစ်သည်အတွင်းထဲမှာတော့သူရွေးချယ်ထားတဲ့နေဖို့ဆုံးဖြတ်ထားတဲ့လူ၄ယောက်ရှိနေသည်လီဂျွန်ဆိုကမျက်လုံးတွေကိုမိတ်လိုက်သည်အပြင်ဘက်မှာအယုံတက်ချိန်မှာ90ဒီဂရီရှေ့မှာတော့တခြားအရာအလုံးရှိနေသည်ပြိုလဲမှုရဲ့တတိယမြောက်နေ့မှာတော့သူတို့ကအပြင်ဘက်ကနေတကားကိုစတင်ခောက်လာကြသည်ရွေးချယ်စရာမရှိတော့တဲ့လူတွေခောက်တယ်လို့မျိုးကြမ်းနဲမဟုတ်ပါဘူးလက်တီးနဲ့မဟုတ်ပဲလက်ဖွားနဲ့ခောက်တာပါပထမဆုံးညဘက်မှာတစ်ချိန်ပြီးတော့အချိန်ပေါင်းများစွာအပြင်ဘက်မိုက်ခရိုဖုန်းကအတန်ကိုဗဟိုခန်းမထဲကိုရေထဲကနေကြားရတယ်လို့မျိုးအတန်ပလန်တွေနဲ့ပို့ပေးနေသည်တကားခောက်တန်ခဏနားတန်နောက်ထပ်တကားခောက်တန်တစ်ခါတလေအတန်တစ်ခုတစ်ခါတလေကြတော့လေအသက်ရှူတန်ပဲကြားရသည်လမ်းတစ်လျှောက်လုံးပြေးလာတဲ့လူတစ်ယောက်ရဲ့အသက်ရှူတန်လိုမျိုးတိုးတောင်းပြီးမြန်ဆန်နေသည်အပြင်ဘက်မှာ56ဒီဂရီရှိနေသည်လီဂျွန်ဆိုကမော်နီတာဘေးမှာထိုင်ပြီးနားထောင်နေသည်တကားမဖွင့်ပေးဘဲနားပဲထောင်နေသည်စတုတ်ထမြောက်နေ့မှာတော့မီရေးကစပ်ပြီးတေးမခံနိုင်တော့ပါဘူးသူမကဗဟိုခန်းမထဲကသူ့စီကိုမေကွန်းတစ်ခုနဲ့မဟုတ်ပဲအချက်အလက်တစ်ခုနဲ့ရောက်လာခဲ့သည်သူ့ရှေ့မှာရက်ပြီးလက်ပိုက်ထားသည်လင်းကသူမအတွက်တော့အလွန်တည်ကြည်လေးနဲ့တဲ့အမူအရာမျိုးဖြစ်သည်အဲ့ဒီမှာလူတွေရှိနေတယ်ငါသိတယ်သူတို့အပြင်မှာတေးလိမ့်မယ်ငါသိတယ်ဒါဆိုဘာလို့ငါတို့တကားမဖွင့်ပေးတာလဲသူကသူမကိုကြည့်လိုက်သည်မီရေးကကြောကိုဆန့်ပြီးနားရက်တွေကိုဖိထားသည်သူမကစိတ်ဆိုးနေသည်စိတ်ဆိုးနေတဲ့အချိန်မှာသူမကတခွားသီးတွေနဲ့စကားပြောတဲ့လူတစ်ယောက်နဲ့လုံးဝမတူတော့ပါဘူးဘာလို့လဲဆိုတော့ငါတို့က၄ယောက်ပဲရှိလို့လေလို့သူကပြောလိုက်သည်၄ယောက်စာအတွက်ရက်ပေါင်း90စာစားစာ660အတွက်1036အတွက်36ရက်ကြာရင်ကျွန်တော်တို့အားလုံးတေကုန်ကြလိမ့်မယ်ကျွန်တော်တို့လက်ခံလိုက်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပေါ့မီရေးကတိတ်ဆိတ်နေသည်စိုက်ပျိုးရေးအပိုင်းကနောက်3ပတ်နေရင်တည်ငြိမ်တဲ့ရိတ်သိမ်းမှုအဆင့်ကိုရောက်လိမ့်မယ်လို့သူကဆက်ပြောသည်အဲ့ဒီအချိန်ကျရင်အရင်းမြစ်တွေကပြောင်းလဲသွားလိမ့်မယ်အဲ့ဒီမတိုင်ခင်ထိတော့လူတစ်တိုင်းကလူတိုင်းရဲ့အခွင့်အရေးကိုရှော့ချပစ်တာပဲဒါပေမဲ့တယောက်ယောက်ကိုတော့လက်ခံမှာမဟုတ်လားဟုတ်တယ်ဘသူကိုလဲသူခဏလောက်တိတ်ဆိတ်သွားသည်အုပ်စုရဲ့အခွင့်အရေးကိုတိုးစေမဲ့သူရှော့ချမဲ့သူမဟုတ်ဘူးလိုအပ်တဲ့အရာတစ်ခုခုရှိတဲ့သူမျိုးပေါ့မီရေးကသူ့ကိုအကြာကြီးကြည့်နေသည်မှန်ကန်ပေမဲ့မနစ်သက်တဲ့တင်ချပု္ပ္ပစာတစ်ခုကိုကြည့်တယ်လို့မျိုးအမူအရာနဲ့ပါဒါကရက်ဆက်လုံးနဲ့လို့သူမကနောက်ဆုံးမှပြောလိုက်သည်ဟုတ်တယ်ဒါပေမဲ့မင်းပြောတာမှန်တယ်ဟုတ်တယ်သူမကလှည့်ထွက်သွားသည်ဖိုတိုစင်တစ်စစ်ကြောင်လေးကသူမနောက်ကနေထွက်လာပြီးလီဂျွန်ဆိုကိုကြည့်လိုက်သည်အဲ့ဒီအကြည့်ကသူမပြောတာလဲမှန်တယ်ရှင်ပြောတာလဲမှန်တယ်ဒါကခက်ခဲတယ်လို့အတိတ်ပဲရတာကလွဲလို့တခြားဘာမှမဖြစ်နိုင်ပါဘူးအဲ့ဒါကကြောင်တကောင်တွက်တော့အတိရန်အရန်များလုံးနေသည်ဒါပေမဲ့သူကဖိုတိုစင်တစ်စစ်ဖြစ်နေလို့ခွင့်ပြုပေးလိုက်သည်ဆိုယုံကတမိနစ်အကြာမှာတကားဝမှာပေါ်လာသည်သူမကစကားပြောတဲ့တွေကိုကြားခဲ့သည်သူမကယုတ်တိပေဒကိုစိတ်ဆိုးနေတာမဟုတ်ဘူးလို့ဆိုယုံကပြောသည်အဲ့ဒီယုတ်တိပေဒရဲ့လိုအပ်ချက်ကိုသူမကစိတ်ဆိုးနေတာအဲ့ဒါတွေကမတူညီတဲ့အရာတွေဆိုတာကျွန်တော်သိပါတယ်ငါသိတယ်ဆိုယုံကသူ့ကိုစက္ကန့်နှဲငယ်ကြာအောင်အကဲခတ်တဲ့အကြည့်နဲ့ကြည့်နေသည်လူတွေကိုဒေတာတွေလိုဖတ်တတ်တဲ့အကြည့်မျိုးပါဒါကရှင့်အတွက်လည်းခက်ခဲနေတာပဲလို့သူမကတိုးတိုးလေးပြောသည်ကျွန်မမမြင်ဘူးလို့မထင်ပါနဲ့သူဘာမှပြန်မပြောပါဘူးသူမကလည်းအဖြေကိုမဆောင်ပဲခေါင်းရိပ်ပြပြီးစေကူတရေအပိုင်းကိုပြန်သွားခဲ့သည်ပြီးစမမြောက်နေ့မှာတော့သူတို့ကအပြင်ဘက်ကနေတခြားနဲ့ခောက်လာကြသည်လက်ဖွားနဲ့မဟုတ်ပါဘူးလက်တီးနဲ့စီးချက်ကြ3ချိန်ခောက်သည်ခဏနားပြီး3ချိန်ထက်ခောက်သည်အချက်ပြတန်တစ်ခုလိုမျိုးပါယူဂျင်ကမော်နီတာဘေးမှာရောက်နေပြီးသူမကအိတ်ချိန်နေပြီးတခြားသူတွေထက်အတန်တွေကိုစောစောကြားတတ်သည်ဒါကတာမန်လူမဟုတ်ဘူးလို့သူမကပြောသည်မဟုတ်ဘူးလို့သူကသဘောတူလိုက်သည်သူတို့အကြည့်ချင်းဖလှယ်လိုက်ကြပြီးသူကအပြင်ဘက်စပီကာခလုတ်ကိုနှိပ်လိုက်သည်ဘယ်သူလဲ3စက္ကန့်လောက်တိတ်ဆိတ်သွားသည်ပြီးတော့အပူရှိန်ကြောင့်အတန်ပလန်တွေပါနေပေမဲ့တည်ငြိမ်တဲ့အတန်တစ်ခုထွက်လာသည်
ကျွန်တော်နာမည်ကဂျန်ဝူးဂျင်မိသက်သမားဟောင်းတယောက်ပါကျွန်တော်တယောက်တည်းပါကျွန်တော်မှာလောင်စာစီပုံး၄ပုံးပါတယ်တပုံးကို20လီတာစီပါကျွန်တော်ဒီကိုလမ်းလျှောက်လာတာ3ရက်ရှိပြီဒီမှာခိုလုံရစခန်းရှိတယ်ဆိုတာကျွန်တော်သိတယ်လွန်ခဲ့တဲ့တစ်ပတ်ကကန်ကောင်းလို့ဖုံးကွယ်ထားတဲ့အဝင်ဝကိုမြင်ခဲ့တာဘယ်သူကိုမှဘာမှမပြောခဲ့ပါဘူးခဏနားပြီးကျွန်တော်ကအလကားလိုချင်တာမဟုတ်ဘူးကျွန်တော်ကအလဲလဲလှုပ်ချင်တာပါလို့ပြောလိုက်သည်ယူဂျင်ကမော်နီတာကိုကြည့်လိုက်သည်လောင်စာစီ80လီတာဆိုရင်မိဆက်အတွက်နောက်ထပ်တစ်လစာပဲငါသိတယ်ရှင်သူ့ကိုလက်ခံပါလားကြည့်လိုက်ဦးအပြင်ဘက်ကင်မရာကမကြည်လင်တဲ့အပူလိုင်းပုံရိပ်ကိုပြနေသည်အပြင်ဘက်မှာအခု58ဒီဂရီရှိနေလို့တာမန်ကင်မရာကအကြာကြီးမခံပါဘူးအပူလိုင်းပုံရိပ်အရတော့အရက်အမောင်းအတင်းရှိတဲ့လူတယောက်မတ်မတ်ရက်နေသည်သူ့ဘေးမှာပုံလေးပုံရှိသည်မြင်ကွင်းထဲမှာတော့သူ့နောက်မှာဘယ်သူမှမရှိပါဘူးတယောက်တည်းပဲလို့ယူဂျင်ကအတီးပြုတ်ပေးသည်မိသက်သမားလို့သူကထပ်ပြောသည်အလွန်အမင်းခက်ခဲတဲ့အခြေအနေတွေမှာဘလို့အလုပ်လုပ်ရမလဲဆိုတာသူသိတယ်မိနဲ့မိခိုးတွေကိုဘလို့ကင်တွယ်ရမလဲဆိုတာသိတယ်စွန်ဆေးဖြိုးရဲ့တိုက်ခိုက်မှုခံရရင်လည်းအသုံးဝင်လိမ့်မယ်လို့ယူဂျင်ကညီကုန်းချုပ်လိုက်သည်စနစ်ကတိုးလေးအကြံပြုချက်ပေးခဲ့သည်လက်ခံရန်အကြံပြုသည်အုပ်စုလိုက်ရှင်သန်နိုင်မှုအဆင့်400ခိုင်နှုန်းတိုးလာမည်ငါဖွင့်ပေးလိုက်မယ်လို့လီဂျွန်ဆိုကပြောလိုက်သည်ဂျန်ဝူးဂျင်ကလောင်စာစီပုံးတွေနဲ့အတူဝင်လာခဲ့သည်သူ့ရဲ့လက်မောင်းမှာတော့ဒုတိယအဆင့်မီးလောင်တံရတစ်ခုပါလာသည်လမ်းမှာသူချော်လဲသွားတဲ့အခါပွင့်လင်းနေတဲ့နေအောင်အောက်ကတန်လက်ရန်ကို10စက္ကန့်လောက်ထိမိသွားလို့ရခဲ့တာဖြစ်သည်ဆိုယုံကတိတ်တိတ်ဆိတ်ဆိတ်နဲ့ကျွမ်းကျင်စွာကုသပေးခဲ့သည်ဝူးဂျင်ကမျက်နှာမပြတ်ပါဘူးအသက်30နှစ်ကိုလုံးကိုထဲတောင်တင်းပြီးစကားနေသူဖြစ်သည်သူကခိုလုံရစခန်းရဲ့မိဘေးအနေနဲ့ကင်းရှင်းရေးကိုစစ်ဆေးသလိုမျိုးအကြီးနဲ့စခန်းကိုလှည့်ပတ်ကြည့်ရှုသည်ပထမတနာရီအတွင်းမှာပဲဖြစ်နိုင်ခြေရှိတဲ့ပြဿနာ3ခုကိုရှာဖွေတွေ့ရှိပြီးတောင်းကိုပြောပြခဲ့သည်တောင်းကခဲတဲ့တချောင်းကိုကင်ပြီးမှတ်စုတွေရေးရင်းနားထောင်နေသည်အတိရန်ရှိတယ်လို့သူမကပြောသည်တောင်းတွက်တော့အဲ့ဒါကခန်းနာတဲ့ကြိုဆိုပွဲနဲ့အတူတူပါပဲမိလေးကသူမရဲ့ကိုပိုင်အရန်ပစ္စည်းတွေထဲကဆေးဖက်ဝင်လက်ဖက်ရည်ကိုယူလာပြီးဘာစကားမှမပြောဘဲသူ့ဘေးမှာချပေးလိုက်သည်သူကခွက်ကိုကြည့်လိုက်ပြီးမှသူမကိုကြည့်သည်ကျေးဇူးတင်ပါတယ်လို့သူကပြောလိုက်သည်ရှင်ကဒီလောက်ပူပြင်းတဲ့အခြေအနေမှာ3ရက်တောင်လမ်းလျှောက်လာတာပဲလို့သူမကရိုးရိုးရှင်းရှင်းပြောသည်ရှင်လက်ဖက်ရည်တောက်တင်ပါတယ်ဝူးဂျင်ကဘာမှပြန်မပြောပေမဲ့လက်ဖက်ရည်အားလုံးကိုတောက်လိုက်သည်တတမမြောက်နေ့မှာတော့သူတို့ကအပြင်ဘက်ကနေထပ်ပြီးခောက်လာကြပြန်သည်ဒီတခါတော့လီဂျွန်ဆိုကမော်နီတာကိုပုံမှန်ထက်စက္ကန့်နှဲငယ်ပိုကြအောင်ကြည့်နေမိသည်ဘာဖြစ်လို့လဲဆိုတော့အပူလိုင်းကင်မရာမှာလူ2ယောက်ဖြစ်နေလို့ပါပုံရိပ်အသေးလေးတစ်ခုနဲ့သူ့ဘေးမှာပိုသေးတဲ့ပုံရိပ်လေးတစ်ခုကလေးတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်သည်စနစ်ကဘာအကြံပြုချက်မှမပေးဘဲတိတ်ဆိတ်နေသည်ဆိုယုံကစေးကူတရေအပိုင်းကနေအတန်ကိုကြားပြီးဗဟိုခန်းမထဲကိုဝင်လာခဲ့သည်မော်နီတာကိုကြည့်လိုက်သည်ပြီးတော့သူ့ကိုကြည့်သည်ဂျွန်ဆိုလို့သူမကတိုးလေးခေါ်လိုက်သည်ငါမြင်တယ်ကလေးတစ်ယောက်ပဲငါမြင်တယ်လို့သူကပြောလိုက်သည်ရှေ့လျားပြီးလေးလံတဲ့တိတ်ဆိတ်မှုတစ်ခုဖြစ်ပေါ်သွားသည်အရင်းမြစ်တွေလို့သူကပြောလိုက်သည်ကန့်ကွက်တာမဟုတ်ပဲအမိတက်ရမယ့်အချက်အလက်တစ်ခုအနေနဲ့ပြောတာပါအရင်းမြစ်တွေအကြောင်းကိုကျွန်မသိပါတယ်လို့ဆိုယုံကသူ့ကိုဆွဆွဲတဲ့အကြည့်မျိုးမဟုတ်ပဲသူတခါမှမမြင်ဘူးတဲ့အမူအရာမျိုးနဲ့တိတ်ကြည့်ပြီးပြောလိုက်သည်အကဲခတ်နေတာမဟုတ်ပဲလူသားဆန်တဲ့အကြည့်မျိုးပါကလေးတစ်ယောက်လေလို့သူမကထပ်ပြောသည်သူကမော်နီတာကိုကြည့်လိုက်သည်ပုံရိပ်ကြီးတစ်ခုဘေးမှာပုံရိပ်သေးသေးလေးတစ်ခုအပြင်ဘက်မှာ59ဒီဂရီခိုလုံရာစခန်းမရှိရင်10မိနစ်ပဲခံလိမ့်မည်သူကစပီကာခလုတ်ကိုနှိပ်လိုက်သည်ဘယ်သူလဲအမျိုးသမီးရဲ့အတန်ကပင်ပန်းနေပေမဲ့စိတ်တက်ကြနေတာမျိုးမဟုတ်ပါဘူးကွမ်ဟင်းရင်ပါကလေးနာပြုတ်ဆရာမတယောက်ပါကျမရဲ့6နှစ်အရွယ်သားလေးလဲပါပါတယ်ကျွန်တော်တို့ဝန်ကျူးကနေလာတာပါ2ရက်လောက်လမ်းလျှောက်ခဲ့ရတယ်တောင်ပေါ်မှာလူတွေရှိတယ်လို့ကြားလို့ပါခဏနားပြီးကျမဘာမဆိုလုပ်ပါမယ်ဘာပဲဖြစ်ပါသူ့ကိုပဲလက်ခံပေးပါလို့ပြောလိုက်သည်ဆိုယုံကအဝင်ဝလေလုံခန်းစီကိုရှောက်သွားနေပြီးလီဂျွန်ဆိုကသူမကိုမတားပါဘူး10မိနစ်အကြာမှာစနစ်ကအချက်လက်တွေကိုအသစ်ပြင်ဆင်လိုက်သည်နေထိုင်သူအသစ်ကွမ်ဟင်းရင်အထူးပြုကလေးကျမ်းမာရေးစောင့်ရှောက်မှုကွန်မင်းဦး6နှစ်အုပ်စုလိုက်ရှင်သန်နိုင်မှုအဆင့်80တရားခိုင်နှုန်း80တရားခိုင်နှုန်းအဆင့်ကတက်လာသည်သူကအဲ့ဒီကိန်းကနန်းကိုကြည့်ပြီးစနစ်ကတခါတလေမှာတွက်ချက်လို့မရတဲ့အရာတွေကိုပါထည့်တွက်တတ်တယ်လို့တွေးနေမိသည်9ရက်မြောက်နေ့မှာတော့စွန်ဆေးဖြိုးရောက်လာခဲ့သည်တိတ်လေးမဟုတ်ပဲပေါ်ထင်ပါပဲကားနှစ်စီးကအောက်ဘက်လမ်းဘေးမှာရက်လိုက်ပြီးဂျာကင်အင်ဂျီမှာဆက်ဝိုင်းဖြူပါတဲ့ခေါင်းဆောင်ကလက်ထဲမှာလက်နက်မပါပဲတယောက်တည်းထွက်လာခဲ့သည်ရင်းနှီးပြီးသားဖော်ရည်တဲ့အတန်မျိုးနဲ့ပါရှင်တို့ဒီမှာရှိနေတာကိုကျွန်တော်တို့သိတယ်လို့သူကဟင်းလင်းပြင်ထဲကိုပြောလိုက်သည်ကင်မရာဘယ်မှာရှိမှန်းသူမသိပေမဲ့နားထောင်နေမဲ့သူတွေကြားအောင်အတန်ကျဲနဲ့ပြောလိုက်တာပါကျွန်တော်တို့ကရန်သူတွေမဟုတ်ပါဘူးစကားပြောဖို့လာတာပါယူဂျင်ကလီဂျွန်ဆိုဘေးမှာရက်ပြီးမော်နီတာကိုကြည့်နေသည်သူတို့လိန်နေတာလို့သူမကတိုးလေးပြောသည်တစိတ်တပိုင်းပေါ့လို့သူကပြန်ပြင်ပေးလိုက်သည်တစိတ်တပိုင်းဆိုတာဘာကိုဆိုလိုတာလဲသူတို့ကတကယ်စကားပြောချင်ကြတယ်ပြီးတော့သူတို့ကအခုချိန်မှာတကယ်ရန်သူတွေမဟုတ်ဘူးတိုက်ခိုက်တာကအကျိုးမရှိဘူးငါတို့ဘလောက်ရှိတယ်ဘာလက်နက်တွေတက်ဆင်ထားတယ်ဆိုတာသူတို့မသိဘူးသူကကင်မရာကိုကြည့်လိုက်တယ်စိတ်ဆက်ညှိနှိုင်းမှုဆိုတာကင်းထောက်တာကိုဆိုလိုတာမင်းပြင်ထွက်မှာလားအင်းတယောက်တည်းမင်းကအပေါ်ကနေအကာအကွယ်ပေးယူခြင်းကကာပိုင်ကိုယူပြီးလီဂျွန်စောကပေမထွက်ပေါက်ကနေမဟုတ်ပဲလမ်းပေါ်ကကြောက်ဆောင်စွန်းကိုပွင့်နေတဲ့ဘေးထွက်ပေါက်ကနေထွက်တော့အားတဲ့နေပြူဟာအရာအားသာချက်သူကသူတို့ကိုမြင်နိုင်တယ်သူတို့ကသူ့ကိုမြင်နိုင်တယ်ဒါပေမဲ့အောက်ကနေအပေါ်ကိုစွန်းစေးဖြောရဲ့ခေါင်းဆောင်ကမျက်လုံးကိုပင့်လိုက်တယ်ပြုံးလိုက်တယ်တော်တယ်လို့သူကပြောတယ်ငါနာမည်က
ဆိုဒုံဟွန်းပါငါတို့အကြောင်းကြားဘူးလားကြားဘူးတယ်ဒါဆိုပူပေါင်းလာသူတိုင်းကိုငါတို့ရေနဲ့အစားအစာထောက်ပံ့ပေးတယ်ဆိုတာမင်းသိမှာပေါ့အပြန်လန်နေနဲ့အလုတ်အကာအကွယ်အရင်းမြစ်တွေရိုးသားတဲ့အပြန်လန်ဖလှယ်မှုပဲလောလောဆယ်တော့ရိုးသားပါတယ်လို့လီဂျွန်စောကပြ။ဩတယ်ဆိုဒုံဟွန်းကမျက်နှာအမူအရာမပြောင်းဘူးငါတို့ကတည်ငြိမ်တဲ့ဖွဲ့စည်းပုံတစ်ခုပါမင်းတို့လိုနေရာတွေကနဲလာပြီးတယောက်တည်းသမားတွေကအသက်မရှင်နိုင်ဘူးငါတို့ကတယောက်တည်းသမားတွေမဟုတ်ဘူးစွန့်စားမှုမလုပ်ဖို့အကြောင်းပြချက်ပုံများတယ်ငါတို့နဲ့ပူးပေါင်းပါမင်းရဲ့ခိုလုံရာကကွန်ရက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်အကာအကွယ်အရင်းမြစ်တွေလူတွေစီကန်းချက်တွေကဒုံဟွန်းကတစ်စက္ကန့်လောက်တိတ်ဆိတ်သွားတယ်အမှန်တရားဘယ်လောက်ပြောရမလဲဆိုတာဆုံးဖြတ်ဖို့လိုအပ်တဲ့လောက်အတိအကျပဲမင်းရဲ့အရင်းမြစ်တွေကပုံစုပေါင်းထဲကိုဝင်သွားမယ်ဆုံးဖြတ်ချက်တွေကိုဗဟိုကနေချမှတ်တယ်မင်းရဲ့အဖွဲ့ကထဲ့ဝင်မှုအပေါ်မူတည်ပြီးရိတ်ခါရလိမ့်မယ်ဒါဆိုငါတို့ရဲ့ခိုလုံရာကမင်းတို့ဟာဖြစ်သွားတာပေါ့ဘုံအတူတူပါပဲဒုံဟွန်းကသူ့ကိုအောက်ကနေအပေါ်ကိုကြည့်လိုက်တဲ့အပြုံးကနည်းနည်းပိုမိုရင်းနှီးမှုနေသွားတယ်ချင်းချောက်တာမဟုတ်ဘူးပိုရိုးသားသွားတာပဲမင်းကမန်ကောင်းတဲ့လူပဲလို့သူကပြောတယ်သဘောတူညီမှုတစ်ခုရတာကပိုကျိုးမြတ်ရှိတယ်ဆိုတာကိုဉာဏ်ကောင်းတဲ့လူတွေကနားလည်တယ်ငါနားလည်ပါဒဲလို့လီဂျွန်စောကပြောတယ်ဒါကြောင့်ငါအဖြေကဟင်အင်းပါပဲခဏရက်သွားတယ်အခုတော့မဟုတ်ဘူးပေါ့နောက်တော့မင်းစိတ်ပြောင်းသွားလိမ့်မယ်ဖြစ်နိုင်ပါတယ်စီကန်းချက်တွေပြောင်းလဲသွားရင်ပေါ့စီကန်းချက်တွေကပြောင်းလဲမှာမဟုတ်ဘူးဒုံဟွန်းကနောက်ဆုတ်လိုက်တယ်ရန်လိုတာမဟုတ်ပဲစကားဝိုင်းကိုအဆုံးသတ်လိုက်တာဒါပေမဲ့မင်းစိတ်ပြောင်းသွားလိမ့်မယ်သူတို့အမြဲတမ်းပြောင်းကြတာပဲသူကကားစီပြန်သွားတယ်ကားတွေမောင်းထွက်သွားတယ်ယူဂျင်က9မိနစ်လောက်ကြာတော့တောင်ကျောပေါ်ကနေတိတ်တဆိတ်ဆင်းဣလာတယ်သူတီးတဲ့နေလန်းအတိုင်းပဲသူကပွင့်ပွင့်လင်းလင်းမချင်းချောက်ဘူးလို့သူမကပြောတယ်အခုထိတော့မဟုတ်သေးဘူးသူတို့ကငါတို့ရဲ့အင်အားကိုနားလည်ဖို့လိုတယ်သူတို့နားမလည်သေး၍သူတို့တိုက်ခိုက်မှာမဟုတ်ဘူးသူတို့ဘယ်တော့နားလည်မှာလဲ9ရက်လောက်နေရင်ပေါ့ကင်းထောက်တာကညာဘက်မှာဖြစ်ဖို့များတယ်ယူဂျင်ကခေါင်းငိတ်လိုက်တဲ့အလုတ်သဘောဆန်ဆန်မလိုအပ်တဲ့စကားတွေမပါပဲပြီးတော့မင်းတယောက်တည်းအပြင်ထွက်မယ်ဆိုတာငါ့ကိုမပြောခဲ့ဘူးမင်းကအပေါ်ကနေအကာအကွယ်ပေးနေတာလေငါဆိုလိုတာကမင်းငါ့ကိုတတိမပေးခဲ့ဘူးသူကသူမကိုကြည့်လိုက်တယ်သူမရဲ့အတန်မှာတော့အဲ့ဒီညနေမှာပဲပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်သူတို့ခုနှစ်ယောက်နဲ့မြ мян ဆန်ဆန်နဲ့တိတ်တိတ်ဆိတ်ဆိတ်စားတောက်နေတဲ့မင်းဝူးတို့ညစ်စာစားနေကြတယ်အစားအစာဆိုတာအမြဲတမ်းရှိနေမှာမဟုတ်ဘူးဆိုတာကိုနားလည်ပြီးသားကလေးတွေစားသလိုမျိုးပေါ့ဟေရင်ကသူ့ဘေးမှာထိုင်ပြီးသူ့ကိုကြည့်နေတယ်ဆိုယုံကကလေးထူးကူဆရာဝန်တွေနဲ့ကလေးသူနာပြုတွေကကလေးတွေကိုခွင့်ပြုချက်မရဘဲကြီးတက်တဲ့အဲ့ဒီ professional အကြီးနဲ့သူတို့ကိုတခါတလေလန့်ကြည့်တယ်မိတွေကစိုက်ပျိုးရေးလောက်ကွက်ထဲကပထမဆုံးလျှောက်လေးတွေအကြောင်းအမြဲတမ်းလိုဘယ်သူမှမလိုအပ်တဲ့အသေးစိတ်အချက်အလက်တွေနဲ့ပြောနေပေမဲ့သူ့အတန်ကပုံမှန်ခံစားချက်ကိုထိန်းထားနိုင်တဲ့အတန်ဖြစ်လို့အားလုံးကနားထောင်နေကြတယ်ဟင်းနုနွယ်ရက်က3စင်တီမီတာရှိနေပြီးဟုသူမကဆိုသည်ကန်စွန်းဦးကပိုနေပေမဲ့ငါကတချင်းမျိုးမျိုးကိုဆိုပြတယ်အချိန်ရင်နေတာကိုပိုတုတ်ပြန်တယ်လေးလာမှုတစ်ခုကိုဖတ်ဖူးတယ်နင်ကကန်စွန်းဦးကိုတချင်းဆိုပြတာလားလို့ဒါအုံကမေးတယ်ငါကန်စွန်းဦးအတွက်တချင်းဆိုတယ်အဲ့ဓာတွေကမတူဘူးလားကန်စွန်းဦးအတွက်တော့ဟုတ်တယ်လေတန်ကအရေးကြီးတယ်လိမ့်မှုတဲ့သူမဟုတ်ဘူးဒါအုံကပါဆက်ဟာပြီးပြန်ပိတ်လိုက်တယ်သူလဲကြားလိုက်ရတယ်ဆိုတာကိုအတီးပြုတ်ချက်တောင်းတဲ့သူတယောက်ရဲ့အကြည့်နဲ့လီဂျွန်စောကိုကြည့်လိုက်တယ်သူခေါင်းညိတ်ပြတယ်ဒါအုံကကဘာကြီးကိုဒီအတိုင်းလက်ခံထားတဲ့သူတယောက်ရဲ့မျက်နှာထားနဲ့သူ့ပန်းကန်ပြားပေါ်ကိုငုံကြည့်လိုက်တယ်ဝူးကျင်ကစနစ်တကျစားတယ်သူကတစ်ချက်အားရအားလုံးကိုလှုပ်တယ်လို့ပဲအမြဲတမ်းစနစ်တကျစားတယ်မင်းဝူးကသူ့ကိုကြည့်ပြီးခင်ဗျားကမိသက်သမားလားလို့ရုတ်တရက်မေးတယ်ဝူးကျင်မျက်လုံးပြူးသွားတယ်ဟုတ်တယ်မင်းမီကြီးတွေငိမ့်သက်ခဲ့တာလားဟုတ်တယ်ဘလောက်ကြီးလဲအဆောက်အဦတစ်ခုလုံးမင်းဝူးကဒါကို6နှစ်အရွယ်ကလေးတယောက်ရဲ့အလေးနက်ထားမှုနဲ့စဉ်းစားခဲ့တယ်အဲ့ဒါမိုက်တယ်ဝူးကျင်ဘာမှမပြောပေမဲ့သူ့မျက်နှာပေါ်ကတခုခုကပြောင်းလဲသွားတယ်တိတ်မများဘူးသတိထားမိုံလေးပဲလီဂျွန်စောကစားပွဲကိုကြည့်လိုက်တယ်ခုနှစ်ယောက်မဟုတ်ဘူးမင်းဝူးနဲ့ဆို8ယောက်ဆက်ပြင်ဆရာဆေးမှုစိုက်ပျိုးရေးပညာရှင်စနိုက်ပါသမားမိသက်သမားကလေးသူနာပြုကလေးနဲ့သူကိုယ်တိုင်လွန်ခဲ့တဲ့တလကသူဟာဒီယိုမင်လွန်ခေါင်းထဲမှာတိုင်းတာရေးတိတ်နဲ့တဖူးတဲကကော်ဖီခါးတစ်ခွက်နဲ့တယောက်တည်းရှိနေခဲ့တယ်ကျွန်းစောရှိလို့ဆိုယုံကပြောပါတယ်သူလှည့်ကြည့်လိုက်တယ်သူမကစားပွဲတစ်ဖက်ကနေသူ့ကိုတီတီငိမ့်ငိမ့်နဲ့ကြည့်နေတယ်အဲ့ဒီနူးညံ့သိမ်မွေးမှုကသူမစီမှာနူးညံ့မှုမဟုတ်ပဲတီးကြမှုတစ်ခုပါသူမဘလောက်ပြောရမလဲဆိုတာအမြဲသိတယ်ကျေးဇူးတင်ပါတယ်လို့သူမကရိုးရိုးလေးပဲပြောပါတယ်ဘာအတွက်လဲဒီနေ့အတွက်ဒုံဟွန်းအတွက်ခဏရက်ပါနောက်တစ်ခါသတိမပေးဘဲတကားကိုတယောက်တည်းမဖွင့်ဖို့ပါဆိုယွန်းရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ယူဂျင်ကသူ့ပန်းကန်ပြားစီကနေမျက်လုံးကိုမောကြည့်လိုက်ပြီးဆိုယွန်းကိုကြည့်လိုက်ပြီးတော့သူ့ကိုကြည့်လိုက်တယ်သူမရဲ့အကြည့်ထဲကတခုခုကတစ်စက္ကန့်လောက်ပြောင်းလဲသွားပြီးနောက်ပြန်လဲပုံမှန်ဖြစ်သွားတယ်မိရေးသတိထားမိသွားတယ်လီဂျွန်စောကသူမရဲ့နှုတ်ခမ်းထောင်လေးတွေအနှဲငယ်ပင့်သက်သွားတာကိုမြင်လိုက်ရပေမဲ့
သူမဘာမှမပြောပါဘူးသူမကခွက်ကိုကောက်ကင်လိုက်ယုံပါပဲကန်ဆွန်းမှုဟုသူမကတွေးဆက်ဆက်ဖြင့်ပြောလိုက်ပြီးမိသူကိုမျှအထူးတလဲရည်ညွှန်းခြင်းမရှိပေမနှက်ဖြန်ကအဲ့ဒီအတွက်ပိုနေတဲ့တခြင်းတပုတ်ဆိုပြမယ်ဟင်းအင်းလို့ဒါအွန်နဲ့ညင်းစာစားချိန်မှာပထမဆုံးဖြစ်ရက်ကဖြစ်ခဲ့တယ်သူနှစ်ယောက်ဟာအတူတူစားနေရင်မီနူးလဲတိတ်ဆိတ်ပြေးစားနေခဲ့တယ်အစားအစာကတစုံတစ်ခုတော့မမြဲမကရှိမယ်ဆိုတာနားလည်သွားပြီးစားနေအတိုင်းဟဲရင်ကသူ့ဘက်ကထိုင်ပြီးသူ့ကိုကြည့်နေခဲ့တယ်ဆိုရဲ့ယုံကကလေးတွေကိုမခွင့်မမေးပဲကလေးဆရာဝန်တွေကလေးနာမတူတွေလိုမျိုးပုံမှန်မဟုတ်တဲ့ကိုရှိကလေးတွေကိုကြီးတဲ့မျက်နှာစာမှန်နဲ့တခါခါကြည့်နေတယ်မိတဲ့ကစိုက်ပျိုးရေးဧရိယာမှာပထမဆုံးအပင်လိုင်းတွေစတင်လှုပ်ရှားနေတယ်ဆိုတာကိုအကြောင်းအရာအချို့နဲ့ပြောနေတဲ့စပင်ချ်နာရီဒီအလေးတင်ပြီးအတန်မတ်ချက်တရားရှိသလိုကလေးတွေအားလုံးနားဆင်တဲ့အာလူးဟာရဲတောက်နေပြီးမိတဲ့ကပြောတယ်နင်းသားတီးကနေနောက်နေတယ်ဒါပေမဲ့ငါကတချင်းတွေအထူးတွေတီးတယ်ဒါဟာအနှိမ့်အတန်တွေကိုပိုကြည့်တယ်ငါသူ့ဒေသနာတစ်ခုဖတ်ခဲ့တယ်တင်းအတွက်တချင်းတီလားဒါအဲလ်ကမေးတယ်ငါကနင်းသားတီးအတွက်ရေးတယ်ဆိုတယ်မိတဲ့ကဒါတွေကအကြောင်းကိုပြောင်းလဲတာလားနင်းသားတီးအတွက်ဟုတ်တယ်အတန်သက်ရောက်မှုဟာသူ့အတွက်အရေးကြီးတယ်တင်ပြသူအတွက်မဟုတ်ဘူးဒါအဲပြုံးနေရင်ခွင့်လွတ်ပါလို့မေးတယ်လီဂျွန်ဆိုကောင်းကောင်းနားဆင်ထားတယ်ဒါအဲကသူ့ဘန်းကန်တစိတ်တစ်ပိုင်းဆွဲသွားပြီးအရာအလုံးကတော့အတီးပြုတ်သလားစစ်ဆေးနေတယ်ဦးဝူချင်းတီးကြစွာစားနေတယ်အမြဲတမ်းတီးကြစွာစားတဲ့အရာအလုံးကိုလည်းအဲလိုပြုတ်လုတတ်တာမီနူးရဲ့မေးခွန်းကိုနားထောင်ပြီးတိတ်မြန်မေးတယ်နင်ကမီးသက်မီးလောင်လားဦးဝူချင်းမျက်လုံးကိုမြောက်ပြီးပြောတယ်ကဲဘလောက်ကြီးတယ်မီးလောင်မှာဦးရီမီးပိတ်ပြီးပြီလေစောက်လုပ်ငန်းကြီးတွေအဆောက်အဦကြီးတွေပါပဲမီနူးကလူငယ်6နှစ်အရွယ်သူ့မျက်နှာမှာတီတီကြကြစကားပြောနဲ့အာယုံစိုက်ပြီးဆိုတယ်ဒါကအရန်ကိုကောင်းတယ်ဦးဝူချင်းတိတ်နဲ့မပြောဘူးဒါပေမဲ့သူ့မျက်နှာမှာအနှဲငယ်မပြောင်းလဲမှုဖြစ်ခဲ့တယ်မျက်တလားပလောက်ပါပဲလီဂျွန်ဆိုထိုင်ခုံဘက်ကိုကြည့်တယ်အာရောက်တည်တယ်အထာနဲ့မီနိုးပါဝင်၈ယောက်မော်တော်ယာဉ်ပြင်ဆေးဘက်ဆိုင်ရာစိုက်ပျိုးရေးဆိုင်းပါကာမှာမီးသက်ကလေးနာမှာကလေးနဲ့သူ့ကိုယ်သူတလအကြာမှာထိုကိုထောင်မှာ100မီတာကက်နဲ့ချုံမြအိမ်နဲ့ကော်ဖီထွက်တဲ့မိုးခောက်တစ်ခုနဲ့တခိုက်တစ်ယောက်တည်းရှိခဲ့တယ်ဂျွန်ဆိုစီဆိုရဲ့ယုံကပြောတယ်သူကပြန်လှည့်ပြီးကြည့်တယ်သူ့ဘက်ကအတီးပြုတ်ပြီးစမ်းစစ်မှုမရှိတဲ့တီးကြမှုနဲ့ကြည့်နေတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့အလွယ်တကူဘာအတွက်လဲဒီနေ့အတွက်တောင်းဟဲ့ရန်အတွက်တဖန်နှုတ်ဆက်နောက်တစ်ခါတကိုယ်လုံးတည်းမဖွင့်ပဲအကြိုမပြောပဲတကားမဖွင့်ရဘူးပါဘူးယူချင်းကဆိုရဲ့ယုံမျက်နှာတင်ထိုင်ပြီးစားပွဲကနေမြင့်တက်နေတဲ့ဆိုရဲ့ယုံနဲ့သူတယောက်ချားကပြုံးသွားသည်ဖျော်ဖြေမဲ့ပုံစံအချိန်နဲ့တိုင်းပြောင်းလဲသွားတဲ့အမြင်တစ်စိတ်တစ်ပိုင်းနဲ့ငယ်မိတဲ့ကတိရှိတယ်လီဂျွန်ဆိုကတစ်ဖက်ကနှုတ်ခမ်းနေမြည်တယ်ဒါပေမဲ့မပြောဘူးမိတဲ့ကသူ့ခင်းပွန်းကိုချွတ်ပြီးနင်းသားသည်သူကထူးကြသည်နဲ့ဆိုတယ်ဘာသူ့အချိန်တွေမဆိုမပြောပဲမနှက်ဖြန်ညီညွတ်တဲ့တချင်းတပုတ်တီမဲမဟုတ်ဘူးဒါအဲနဲ့ယူချင်းကတပြိုင်နက်ပြောလိုက်ကြတယ်မိတဲ့ကသူတို့နှစ်ယောက်ကြည့်ပြီးအန်လွန်နေပေမဲ့ပြောတယ်နင်တို့နင်းသားသည်ဘာကိုနှစ်သက်တယ်လဲမသိဘူးမိသူမျှမသိဘူးဒါအဲကပြောတယ်ဒါကြောင့်ယခုပြုစုမှုတွေလိုအပ်တာပါ